အားလုံးပဲမင်္ဂလာပါကဲကမ္ဘာဗလာဘောလုံးပွဲခါတော့ကြိတ်တယ်ပေါ့ဗျာနော်ပြောရရင်တော့ကြိတ်တယ်ပေါ့ကြိတ်တယ်ဆိုတာထိုးသားတွေကြိတ်တာမဟုတ်ဘူဂီကြိတ်တာကိုပြောတာဗျာမနေ့ကညကလည်းကြည်အောင်ဗျာစပိန်နဲ့ကိတ်ပါတီတဲ့စပိန်ဥတောင်မကွဲဘူးဒီ2026မှာခြေစစ်ပွဲအောင်လာပြီးတော့နိုင်ငံသေးသေးလေးကလူတော်တော်များများမသိတဲ့နိုင်ငံသေးသေးလေးကနေချင်းညာချင်းပဲကဘာကျော်သွားတယ်ဗျာနော်ကဘာနံပါတ်1စပိန်အသင်းကိုမိနစ်90လုံးကိုသူကခံကန်နိုင်သွားတာဟုတ်နော်အဲ့တော့သူနာမည်ကြီးသွားတာပေါ့အဲ့ဒီကနေကျွန်တော်တို့ကအတွေ့အကြုံတစ်ခုရလိုက်တာကအသင်းကြီးတွေပေါ့နော်နောက်ကံမဲ့အသင်းကြီးတွေကငါတို့စပိန်လူမဖြစ်အောင်ငါတို့တေချာပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့အတွေ့အကြုံဝင်နေတယ်နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့အသင်းကြီးတွေဘက်ကံမှုကျွန်တော်အနေနဲ့ကတော့စာနာမရှိဘူးပဲပြောရမှာပဲဒီနေ့ညကံမဲ့အသင်းကြီးတွေကိုနော်ဒီနေ့ညမှာဆိုတနာရီ30မှာဆိုလို့ရှင်ပြင်သစ်နဲ့စီနီဂေါမှာကျွန်တော်ပြင်သစ်ကိုကြိုက်တယ်နော်4နာရီ30မှာဆိုအီရတ်နဲ့နော်ဝေးကိုကြိုက်တယ်နောက်တော့ over 2.5 ကြိုက်တယ်အာဂျင်တီးနားနဲ့အယ်ဂျီးရီးယား9နာရီခွဲအာဂျင်တီးနားကြိုက်တယ်ရွေးမယ်ဆိုလို့ရှိရင်ကျွန်တော် over 2.5 ကိုပဲကျွန်တော်ရွေးမယ်10နာရီခွဲမှာအော်စတြီးယားနဲ့ဂျော်ဒန်ကျွန်တော်အော်စတြီးယားကိုကြိုက်တယ်ပိုကြိုက်တာကသူက over 2.5 နဲ့ PDDS yes ကိုကျွန်တော်ပိုကြိုက်တယ်အဲ့ပွဲမှာနော်တော်တော်လေးအတင်းကြီးတွေကနေနေဖို့တော်တော်လေးလဲကြောက်လန့်သွားတော့ပါပြီ။ပေါထိုးသားတွေအနေနဲ့လေစပိန်ချင်းတွေကိုကြည့်ပြီးတော့အဲ့လိုမျိုးကြောက်မယ်ဆိုလဲကြောက်တော့ဆရာပဲဗျာ။စပိန်လောက်သွားတဲ့ပုံစံဒီချင်းမျိုးတွေကတော့ဘိုးဆွဲဖို့မပြောနဲ့16တင်းအဆင့်တော့မလွယ်ဘူး။အဲ့ပုံစံနဲ့ဆက်သွားမယ်ဆိုရင်တော့ဒါကျွန်တော်အမြင်ပေါ့လေနော်။အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကတော့အသင်းကြီးတွေအနေနဲ့နောက်ကန်လာမဲ့အသင်းကြီးတွေအနေနဲ့စပိန်ကိုနမူနာယူပြီးတော့သူတို့အနေနဲ့တော့တေချာပြင်ဆင်လာလိမ့်မယ်စပိန်လိုငါတို့အဖြစ်မခံနိုင်ဘူးဆိုပြီးတော့ပြင်ဆင်လာလိမ့်မယ်အဲ့ဒီအတွက်ကိုကျွန်တော်အသင်းကြီးတွေနဲ့ပဲဆက်ပြီးလက်တွဲမယ်အားလုံးကျေးဇူးတင်ပါတယ်